မင်္ဂလာပါရှင်အခုဖတ်ပြမယ့်ဇာတ်လမ်းလေးကတော့အခန်းပိတ်လင်ပေးစားတဲ့အဖေနဲ့အစိတ်ခတ်တတ်တဲ့သမီးလို့မြင်ရပါတယ်လေလေးတစ်ဖြူဖြူနဲ့အေးမြလာတဲ့ညနေခင်းအချိန်လယ်ကွင်းလေးထဲမှာချိန်တွေ့နေကြတဲ့လူငယ်မောင်ငယ်နှစ်ဦးဟာကောင်းကင်ရံကနေမိုးစက်မိုးပေါက်လေးတွေရုတ်တရက်ရွာချလာတဲ့အတွက်လယ်ကွင်းပြင်ကြီးရဲ့လယ်မှာရှိတဲ့လယ်ဆောင်တဲလေးစီကိုအတူတူပြေးလွှားပြီးမိုးဖို့နေခဲ့ကြရပါတယ်ချိန်တွေတနာရီပြီးတနာရီကုန်လွန်သွားခဲ့ပေမယ့်မိုးကတော့ဆင်းမဲ့ရဲ့ရောင်မပြတဲ့ပြင်ပို့ပြီးတော့တောင်တဲထန်လာခဲ့ပါတယ်။မြင်ဝင်တော့မယ်ကိုမိုးကလည်းလုံးဝမဆဲသေးဘူး။အိမ်ပြန်နောက်ကျရင်တော့အဖေလိုက်လာတော့မှအသေးချပဲ။အချုံလို့မြည်ရတဲ့မိမပြိုလေးဟာသူမရဲ့ချစ်သူကိုတက်ကိုစိုးရိမ်တကြီးနဲ့တူတူလေးပြောရှာတယ်။ကိုတက်ကလည်းမိုးသက်မုန်တိုင်းနဲ့လျှက်စီးတွေဝင်းနေတာဆိုတော့ညဘက်ကြီးသွားရတာအနေအများတယ်ဒါပေမဲ့အိမ်မပြန်ရင်လဲညီမအဖေရွာလူကြီးလိုက်လာပြီးညီမကိုရိုက်နဲ့ငောင်ငန်းတော့မယ်အဲ့ဒီတော့ဒီလိုလုပ်ကြစို့ဖြစ်ချင်ရဖြစ်တော့အကိုယ်တိုင်ပဲလိုက်ပို့ပေးမယ်သူကချစ်သူလေးကိုပြောဆိုဆိုနဲ့မိုးကအင်းကြီးခြုံပေးပြီးတော့အိမ်ပြန်ပို့ဖို့မိုးတဲ့လေတဲ့ကိုအတူတူထွက်ခဲ့ကြပါတော့တယ်တစ်ဖက်မှာတော့ရွာလူကြီးဦးဖိုးစီရဲ့အိမ်ကြီးဟာမှာကျေးရွာအုပ်စုတကြီးဦးပေါ်ကျော်ရဲ့သားဖြစ်သူအိုက်ကျင်ဟာအစ်ချိုပြန်လာအောင်မငြိမ်မသက်ကြောက်ကြက်နဲ့စောင့်မျှော်နေခဲ့တယ်။သူဟာအစ်ချိုကိုသူ့ရဲ့စစ်ဆက်ထားတဲ့တို့သမီးလောင်းအဖြစ်လူကြီးချင်းစကားကလန်သတ်မှတ်ထားပြီးသားမို့နှစ်ကိုရင်လက်ထက်ရတော့မဲ့သူဖြစ်ပါတယ်။မိုးလက်ချုပ်နေပြီဖေးဖို့စီအစ်ချိုတယောက်ဘယ်တွေသွားနေလို့အခုထိပြန်မလာသေးရလဲ။ဒါမှမဟုတ်ဟိုကောင်ငသက်စီများသွားနေတာလားအိုက်ကျင်ကဒေါသတကြီးနဲ့အော်ဟစ်မေးမြန်းလိုက်တယ်မင်းမပြိုလေးအခုထိပြန်မြောက်သေးတာကိုမြင်ရတော့ရွာလူကြီးဖိုးစီလဲတမက်လောင်းနေသူရင်ထဲမှာမိစနဲ့ထိုးသလိုပူလောင်းလာခဲ့ရတယ်စိတ်အေးအေးထားပါမောင်ချင်းရဲ့မိုးဆက်ရင်သူပြန်လာမှာပါဒါမှမဟုတ်ရင်လည်းငါကိုယ်တိုင်လိုက်ရှာပေးပါမယ်ရွာလူကြီးတယောက်အနေနဲ့ကိုသမီးကိုအဲ့လောက်တော့စိတ်မချရဘူးလားကျွန်တော်ယူမဲ့မိမကလင်ငယ်နောက်လိုက်သွားတာကိုကျွန်တော်ကဘာလို့စိတ်အေးထားရမှာလဲအိုက်ကျင်ကနှကန်းကိုမဲ့ရွက်ပြီးထင်းငေါ့တဲ့အပြုံးတစ်ခုနဲ့တုံ့ပြန်လိုက်ပါတယ်ဘာလူကြီးဥဖို့စီဟာတမက်လောင်းကသူ့သမီးပေါ်ဒီလောက်သဝင်တိုးပြီးစိုးရိမ်နေတာကိုမြင်တော့သဘောကျပြီးခေါင်းငိမ့်ပြလိုက်တယ်အဲ့ဒီနောက်တော့တပည့်တပန်းအပေါင်းပါတွေကိုခေါ်ဆောင်ပြီးရွာရိုးကိုပတ်လေကွင်းပြင်အတိုင်းကိုတက်ရဲ့တဲ့ရင်လေးစီကိုခြေဦးလက်ပြီးလိုက်လံရှာဖွေကြပါတော့တယ်အတန်ကြာမှာတော့မိုးတဲ့လေထဲမှာအစ်ချိုနဲ့ကိုသက်တို့နှစ်ယောက်အိမ်အပြန်လန်းခုလက်မှာပဲရွာလူကြီးတို့လူအုပ်နဲ့ထိတ်တိုက်တိုးကြပါလေရောကောင်းကြသေးရဲ့လားအစ်ချိုဘာလို့ဒီလိုကောင်းတဲ့အတူတူရှိနေရတာလဲရွာလူကြီးဥဖို့စီကဖိတ်ဟောက်ကျိမ်းမောင်းပြီးသမီးဖြစ်သူရဲ့လက်မောင်းကိုအားပြင်းပြင်းနဲ့စောင့်ဆွဲလိုက်တာကြောင့်မိမပြိုလေးခမရိုင်ထိုးသွားရှာတယ်အစ်ချိုလေးကအားတင်းပြီးမမက်ရက်ခါဖခင်ဖြစ်သူကိုအကျိုးအကြောင်းရှင်းပြရှာပါတယ်ဖေဖေမိုးကအရန်တဲ့နေလို့သမီးမိုးခုနေရတာပါမိုးဆဲမှပြန်မလို့ပါပဲဒါပေမဲ့မိမပြိုလေးရှင်းပြလို့မဆုံးခင်မှာပဲဖခင်ဖြစ်သူရဲ့ထူထဲလာတဲ့လက်ဝါးကြီးကသမီးရဲ့မျက်နှာပေါ်ကိုဖြန့်ကနေရိုက်ချလိုက်ပါတော့ဘာမိုးဖူတာလဲငါ့ကိုလားမလိမ့်နဲ့နင်ဒီကောက်စီသွားတာမဟုတ်လားငါနင့်ကိုသတိပေးထားတာပဲအစ်ချူနင်ဟာမောင်ကျင်နဲ့လက်ထက်ရမယ်သူအဖေရောက်ခမသမီးကိုအိမ်မဲအရင်ခေါ်သွားလိုက်ပါဒီလမ်းမှာကြံတဲ့ကိစ္စကိုတော့တမက်ဖြစ်သူကျွန်တော်ပဲအပြတ်ရှင်းပါမယ်အိုက်ကျင်ကဂျားကနေဝင်ပြောတယ်မလုပ်ပါနဲ့ကိုတက်ကိုမလုပ်ပါနဲ့ကိုတက်ကိုလွတ်ပေးလိုက်ပါနော်အစ်ချူလေးရဲ့စူးစူးဝါးဝါအော်ဟစ်ငိုယိုတန်ဟာလေကွင်းမြင်ကျယ်ကြီးထဲမှာပက်တင်ထက်သွားခဲ့တယ်။သူမဟာရွာလူကြီးဥဖိုးစီရဲ့အိမ်ကိုအတင်းအဓမ္မခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့ဖခင်ဖြစ်သူကအစ်ချိုကိုခန်းထဲကိုအားနဲ့တွန်းပို့လိုက်ပြီးတကားကိုဘုံကနေပိတ်ပစ်လိုက်တယ်။အဲ့ဒီနောက်တကားချက်ချတဲ့ဂျိန်းကနေကြားလိုက်ရတော့မိမပြိုလေးဟာအားအင်ကုန်ခန်းစွာနဲ့ကျမ်းမြင့်မော်ကိုခွေကနေလဲကျသွားပြီးမျက်ရည်တွေတသွင်စီးကျလာခဲ့ရှာပါတယ်။သူမရဲ့ရင်ထဲမှာတော့နာကျင်ခံကက်စွာနဲ့ချစ်သူကိုသက်အတွက်စိုးရိမ်ပူပန်နေမိတယ်။
ခုချိန်မှာအိုက်ကျင်နဲ့သူ့တပည့်တွေကကိုသက်ကိုဘာတွေလုပ်နေကြပြီလဲသူမဟာဒူးနှစ်ဖက်ကိုပိုက်ထားပြီးအခန်းထဲမှာတယောက်တည်းရှိုက်ကြီးတငယ်ငိုကြွေးနေမိတော့ရဲ့မောင်မိုက်တိတ်ဆိတ်လာတဲ့ခန်းချင်းလေးထဲမှာချစ်သူကိုအုပ်စုဖွဲ့ရိုက်နှက်နေကြတဲ့မြင်ကွင်းတွေကသူမရဲ့မျက်စိထဲအုံနောက်ထဲမှာတဝဲလဲလဲနဲ့ခြောက်လန့်နေခဲ့ပါတယ်ကိုသက်တစ်ခုခုဖြစ်သွားမှာ ਉਹ သူမအလွန်ကြောက်ရွံ့နေတဲ့အချိန်မှာပဲတကားပွင့်လာပြီးဖခင်ဖြစ်သူကအိုက်ကျင်ကိုသူမရဲ့အခန်းထဲကိုခေါ်သွင်းလာပါတော့တယ်ဖေဖေသမီးကိုဒီလိုမလုပ်ပါနဲ့နော်သမီးတောင်းပန်ပါတယ်အစ်ချိုကတုံတုံရီနဲ့တောင်းပန်ရှာတယ်ဒါပေမဲ့ဖခင်ဖြစ်သူကတော့ရရက်ဆက်ဆက်ပဲမင်းခေါင်းမမနေနဲ့အစ်ချိုစကွဲဘဝရောက်မဲ့အစားချက်ပြီးသားဆန်ကောင်းလေးဖြစ်အောင်နေစမ်းမင်းကိုအဖတ်ဆန်နိုင်အောင်လို့သူနဲ့ပဲလက်ထက်ရမယ်မကြခင်ရပိုင်းအတွင်းမှာမင်းဟာကျေးရွာအုပ်စုဥက္ကဋ္ဌရဲ့ချွေးမဖြစ်လာရတော့မှာအိုက်ကျင်ဟာငကြောကိုကျွတ်ဝါးစားတော့မဲ့ကြောင်လိုမျိုးအားရကျင်တတ်တဲ့အပြုံးကြီးနဲ့မိမပြိုလေးစီကိုဖြည်းဖြည်းချင်းတိုးကပ်လာခဲ့တယ်မကြောက်ပါနဲ့ညီမလေးရဲ့ဘလို့ပဲဖြစ်ဖြစ်ညီမလေးဟာကိုယ့်ရဲ့မယားအရာမြောက်ရမှာပဲလေသူကပြောဆိုနဲ့အစ်ချိုရဲ့မေးစီလေးကိုအတင်းဆွဲမှလိုက်တယ်ကျမအောင်မထီးနဲ့ယွန်းစရာကောင်းလိုက်တာမိမပြိုလေးကရုန်းကန်ပြီးဆက်ဆုပ်ယွန်းရှာဟန်နဲ့အော်ဟစ်လိုက်တယ်ကိုညီမလေးကိုလွတ်ပေးလို့ရပါတယ်ဒါပေမဲ့အဲ့ဒီငှက်သက်ဆိုတဲ့ကောင်ရဲ့အသက်ဘေးကိုတော့ကိုအာမမခံနိုင်ဘူးနော်အဲ့ကျင်ကရက်ဆက်တဲ့လေသံနဲ့ချင်းချောက်လိုက်ပြီးအခန်းထဲကနေလှည့်ထွက်သွားပါတော့တယ်အီချိုလေးမှာတော့ချစ်သူကိုသက်စီမှာဘာဘေးဒုက္ခမှမကြောက်ပါစေနဲ့လို့သာစိတ်ထဲကနေဆူတောင်းနေမိရှာတယ်လွတ်မြောက်ရာလမ်းစာမရှိတဲ့မိမပြိုလေးဟာဖခင်ဖြစ်သူနဲ့ကံကြမ္မာဆိုးရဲ့ရက်ဆက်မှုကိုအန်တုနိုင်စွမ်းမရှိပဲလက်လျှော့အရှုံးပေးလိုက်ရပါတော့တယ်ရက်ဆက်လာတဲ့ဖခင်ရွာလူကြီးဦးဖိုးစီဟာရုံမာလာတဲ့အိုက်ကျင်ကိုသမီးဖြစ်သူရဲ့အိတ်ခမ်းထဲကိုဒုတိယအကြိမ်ပြန်လဲခေါ်ဆောင်လာခဲ့ပြန်ပါတယ်ဖေဖေသမီးအပေါ်ဒီလိုမျိုးမရက်ဆက်ပါနဲ့တကယ်လို့မိမိသာအသက်တင်ရှားရှိနေရင်သမီးအတွက်ရင်ကျိုးရမှာအမှန်ပဲသမီးဖြစ်သူရဲ့ဂယုဏတက်ဖွဲ့စကားကြောင့်ရွာလူကြီးဦးဖိုးစီဟာကွယ်လွန်သူဇနီးတဲ့မင်းနွယ်ရဲ့မျက်နှာကိုဖြတ်ကနေသတိရမိပြီးခဏတာများတုံဆိုင်သွားခဲ့တယ်ဒါပေမဲ့လည်းအသိစိတ်ကခဏတာပဲမို့သမီးဖြစ်သူရဲ့လက်ကိုအတင်းဆွဲကဂရင်မော်ကိုစောင့်တွန်းတင်လိုက်ပါတော့တယ်အဲ့ဒီမြင်ကွင်းကိုမြင်ရတဲ့အိုက်ကျင်ကတော့စိတ်တိုင်းကျလာတာမို့တဟားဟားနဲ့ကျဉ်နဲ့စွာရီလို့နေပါတော့တယ်ကဲတို့သမီးလေးရေမင်္ဂလာဦးညအချိန်ခါရောက်ပြီပေါ့လေမလာနဲ့ထွက်သွားစမ်းကျမအနားကိုမကတ်နဲ့အစ်ချိုကအတင်းအာရမရုန်းကန်ပြီးနောက်ကိုခြေစုံပစ်လို့စုခွာရှာတယ်ဒါပေမဲ့လည်းသူမခမညာပြေးစရာမြေမရှိအောင်လမ်းဆုံးနေခဲ့ပါပြီမြုံစမ်းပါနဲ့ညီမလေးရဲ့လူကြီးမိဘတွေကကောင်းကြီးပေးပြီးရွှေကလပ်နဲ့တင်ပေးထားတာပဲဟာအဲ့လောက်ထိရုန်းကန်နေလဲအပို့ပါပဲအိုက်ကျင်ကပြောဆိုနဲ့အစ်ချိုရဲ့ကိုလုံးလေးကိုအတင်းအာရမလုံးထွေးပွေးပိုက်ပြီးဂရေမော်ကိုဖိချလိုက်ပါတော့တယ်မင်းမပြိုလေးရဲ့ရင်ထဲကခန်းစားချက်တွေကိုအမှုမထားပဲသူဟာတဏှာရာကဘလူးစီးပြီးအစ်ချိုလေးရဲ့စင်ကြယ်တဲ့အပြိုစင်ဘဝကိုရက်ဆက်ဆက်ဖြည့်ဆည်းပစ်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့သူဟာကိုသက်အပေါ်ကိုလဲပိုလို့မုန်းတီးသွားခဲ့ရပြန်ပါတယ်နောက်တစ်နေ့အာယုံတက်ချိန်မှာအစ်ချိုလေးဟာအိယာကနေကြပြကြရထားလိုက်ရှာတယ်သူမဟာကိုသားကောင်ဖြစ်သွားရတဲ့အတွက်အလွန်အမင်းဆက်ဆုပ်ရွံရှာမိပြီးမျက်ရည်တွေတသွင်သွင်နဲ့ရေချိုးတန့်စင်ရှာတယ်မိမိရဲ့ခန္ဓာကိုယ်ကညစ်ကြေးတွေပုတ်တိုက်စေကြောရင်ဒီညဉ့်ညမ်းမှုတွေကင်းစင်သွားပါစေလို့မျှော်လင့်မိပေမဲ့ပုတ်တိုက်လေးရင်ထဲကနာကျင်မှုတွေပဲရှိပါတော့တယ်၃ရက်မြောက်တဲ့နေ့မှာတော့ရွာလူကြီးဦးဖိုးစီရဲ့အင်္ဂါမှာရိုးရှင်းတဲ့လက်ထက်မင်္ဂလာပွဲလေးကျင်းပခဲ့ကြတယ်အစ်ချိုလေးကတော့ခန်းနာတစ်ခုလုံးမှာငိုကြွလို့သာနေခဲ့ရှာတယ်။ကျောင်းကတော့သူမရဲ့အသက်ထက်ချစ်ရတဲ့သူကိုသက်ပေါ်ပေးထားတဲ့ဂတိသစ္စာကိုမဆောင်ထိန်နိုင်ခဲ့တဲ့အတွက်ကိုအပြစ်မကင်းတယ်လို့ခံစားနေရလို့ပဲပေါ့။အဲ့ဒီလိုအဖြစ်ဆိုးတွေကြုံတွေ့ခဲ့ရတဲ့ညလေတဲ့အိမ်လေးထဲမှာရိုက်နှက်ခံရလို့သတိမေ့မျောနေခဲ့တဲ့ကိုသက်တယောက်သတိပြန်လည်လာခဲ့တယ်။သူ
သူချက်ချင်းထားလိုက်တဲ့အချိန်မှာတကိုယ်လုံးကဒဏ်ရာတွေကြောင့်အလွန်အမင်းနာကျင်ကြိုက်ခဲနေရှာတယ်သူနောက်ဆုံးမှတ်မိတာတော့အဲ့ကျင်ကသူ့ကိုတရက်နဲ့ချိန်ပြီးမောင်းတင်လိုက်တဲ့မြင်ကွင်းမှာပဲပြီးတော့မြင်ကွင်းတွေကမှောင်တိကျသွားခဲ့တာပဲသူဟာအနှဲငယ်အမောဖြစ်ပြီးလေထဲထဲကနေတုံတုံချီချီနဲ့ရှောက်ထွက်လာခဲ့တယ်မိမိရဲ့တဲ့အိမ်လေးစီကိုဘလို့နည်းနဲ့ပြန်ရောက်နေမှန်းသူကိုယ်တိုင်လည်းမမှတ်မိနိုင်မဲ့ဖြစ်နေတော့မှအိမ်လေးချင်းဖြစ်သူစံဖီးကမောပန်းတကြီးနဲ့အပြေးလွှားရောက်လာခဲ့တယ်အမှန်တော့အဲ့ဒီအဖြစ်ဆိုးကြုံခဲ့ရတဲ့ညကကိုတက်ကိုတဲ့အိမ်စီပြန်ပို့ပေးတာစံဖီးပဲဖြစ်ပါတယ်အဲ့ဒီညကအဲ့ကျင်ဟာတနက်နဲ့ပြစ်ဖို့ကြံရွယ်နေတော့မှစံဖီးကရောက်သွားတာနဲ့အဲ့ကျင်ကိုလူတက်မှုမကျူးလွန်မိစေဖို့တားဆီးခဲ့တာကြောင့်ကိုတက်တယောက်အသက်ဘေးကတီတီလေးလွန်မြောက်ခဲ့ရပါတယ်ကိုတက်မင်းဘာမှမဖြစ်ဘူးမဟုတ်လားစံဖီးကသူ့ကိုကြည့်ပြီးစိုးရင်တကြီးမေးပါတယ်ငါဘာမှမဖြစ်ပါဘူးဒါပေမဲ့ငါဒီတဲကိုဘလို့ပြန်ရောက်လာလဲဆိုတာငါတကယ်မသိဘူးကိုတက်ဟာတကူလုံးတရားတွေနဲ့နာကျင်နေရင်တုံ့ပြန်ပြောဆိုရှာတယ်ငါပဲမင်းကိုသဲလာတာပေါ့ကွာငါကြားတာကတော့အဲ့ကျင်ကမင်းစီလားနေတယ်ဆိုလို့ရေးကြီးတုတ်ပြလိုက်လာပြီးမင်းကိုကယ်ရတာအခုတော့မင်းငါ့ကိုတကယ်ပဲကျေးဇူးတင်ရမယ်စံဖီးကအကျိုးအကြောင်းရှင်းပြရှာပါတယ်ကျေးဇူးပါပဲတငယ်ချင်းဟာဒါပေမဲ့မင်းအခုချက်ချင်းအချိုစီကိုတွားကြည့်မှဖြစ်မယ်စံဖီးကစိုးရင်တကြီးပြောလိုက်ပါတယ်ဘာဖြစ်လို့လဲအချိုဘာဖြစ်လို့လဲကိုတက်ကတန်တရားတွေနဲ့ထိတ်လန့်တကြားမေးလိုက်မိပါတယ်အချိုတယောက်အတင်းအာရမလင်းပေးစားခံနေရပြီကွစံဖီးကမျက်နှာပြက်ပြက်နဲ့ပြောလိုက်ရှာတယ်ကြားလိုက်ရတဲ့စကားကြောင့်ကိုတက်တယောက်အရန်တုံလို့သွားပြီးရွာလူကြီးအိမ်စီကိုဒဏ်ရာတန်ချက်တွေကြားနေအားတင်းပြီးပြေးသွားပါတော့တယ်စံဖီးလည်းသူ့နောက်ကနေထက်ချက်မကွာလိုက်ပါသွားခဲ့ရတာပေါ့ရွာလူကြီးအိမ်ကိုရောက်တဲ့အခါအချိုလေးဟာအိုက်ကျင်တဲ့အတူလက်ဖွဲ့ချီနှောင်ခြင်းခံနေရတာကိုတက်တယောက်အတိုင်းသားမြင်လဲရရှာတယ်အဲ့ဒီမြင်ကွင်းကြောင့်ယောက်ျားကောင်းတယောက်ရဲ့မျက်ရည်တွေဟာအလိုအလျောက်စီးကျလာခဲ့ရပါတော့တယ်မဖြစ်နိုင်တာအချိုရဲ့မဖြစ်နိုင်တာကိုတက်ကရင်ခွဲမတက်တိုးတိုးလေးရရွမိရှာတယ်အချိုကလှည့်ကြည့်လိုက်လို့ကိုတက်ကိုမြင်လိုက်ရတဲ့အခါမှာအလွန်အမင်းထိတ်လန့်သွားပြီးချစ်သူရဲ့နာကျင်နေတဲ့မျက်ဝန်းတွေကိုကြည့်ပြီးသူမှလည်းရင်ခွဲမတက်ခံစားရရှာတယ်မင်းဒီကိုဘာလာလောက်တာလဲငါတက်အခုချက်ချင်းထွက်သွားစမ်းရွာလူကြီးဥပိုးစီကဟိတ်ဟောက်ပြီးမောင်းထုတ်လိုက်တယ်သူကကိုတက်တယောက်ပြဿနာရှာမှာကိုစိုးရိမ်နေတာကြောင့်လည်းပါတာပေါ့ကျွန်တော်ကမယုံလို့လာကြည့်ုံနေမှာကိုတက်ကတုံရည်တဲ့လေတံနဲ့ဖြေရှာပါတယ်အခုမင်းလည်းမြင်နေရပြီပဲမင်းမှာဘာခွင့်ရေးမှမရှိတော့ဘူးငါသမီးနာကနေဝဲသွားစမ်းမင်းထက်မနာကြမှုဆိုရင်ပေါ့ငါလူကြီးကလည်းညှို့ငေါငေါထိုးပြီးအကြံပဒံမောင်းထုတ်လိုက်ပါတော့တယ်ကိုတက်ဟာမိမိရဲ့လဲတဲ့အိမ်လေးစီကိုစိတ်ပြက်အာရုံစွာနဲ့ပြန်လာခဲ့ရှာပါတယ်ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေတဲ့ရင်ထဲကနာကျင်မှုဝေဒနာကပုံမပြင်းထန်နေခဲ့တာမို့သူဟာတဲ့အိမ်လေးထဲမှာဒူးနှစ်ဖက်ကိုပွေ့ဖက်ပြီးတရာအထဲရှိုက်ကြီးတငယ်ငိုကြွေးနေမိပါတော့တယ်သူ့ကိုကိုကြီးကျင်းတဲ့စံဖီးကိုလည်းတယောက်ထဲနေချင်လို့အိမ်ပြန်ခိုင်းလိုက်ရှာတယ်အချိုရဲ့ဘာလို့ဒီလိုလုပ်ရတာလဲသူဟာအဲ့ဒီလိုနဲ့ပဲစားတော့မစားရေမတော့ဖက်ငိုကြွေးမိတန်းရင်နေရက်တွေကိုကုန်လွန်စေခဲ့တယ်စိတ်ဒစဝေဒနာတွေကြောင့်ခန္ဓာကိုယ်အတွင်းပိုင်းရဒဏ်ရာတွေပိုဆိုးလာပြီးကိုယ်ခန္ဓာကလည်းတနေ့တဲ့တနေ့အားအင်ချွတ်တက်လာရှာတယ်စံဖီးကစံပြုံးနဲ့ဆေးဝါးတွေယူဆောင်လာပေးခဲ့ပေမဲ့သူကလုံးဝမစားဘဲညှင်းဆန်ခဲ့ပြီးဆေးရုံသွားဖို့ကိုလည်းလက်မခံခဲ့ဘူးငါဘဲမှမသွားဘူးငါ့ကိုတယောက်တည်းပြစ်ထားလိုက်တော့တငယ်ချင်းဟာအဲ့ဒီလိုသာရေရွတ်နေခဲ့တယ်နှစ်ရက်ခန့်ကုန်လွန်သွားတဲ့အခါမှာတော့ကိုတက်ရဲ့ဝေဒနာဟာအဆိုးဆုံးသို့ရောက်ရှိလာပြီးအဖျားတက်ကသတိလစ်လူမတက်ဖြစ်ခဲ့ရတယ်သူဟာနောက်ဆုံးထွက်သက်တိုင်အောင်ချစ်သူအချိုရဲ့အမည်ကိုသာတွတ်ရောင်ရမ်းတန်းတာရင်ဝိညာဉ်ခြုံငိမ့်သွားရရှာပါတယ်တစ်ဖက်မှာတော့ရုံမာလာတဲ့အိုက်ကျင်နဲ့လက်ထပ်ခဲ့ရတဲ့အချိုလေးရဲ့ဘဝဟာလည်းရှင်လေးနဲ့ငရဲကြနေသလိုပါပဲနေ့ရက်တိုင်းမှာသူမဟာညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ရက်ဆက်ရိုင်းဆိုင်တဲ့စကားလုံးတွေကိုအမြဲတမ်းရင်ဆိုင်နေရရှာတယ်မင်းပြိုလေးဟာ
အဲ့ဒီလိုငရဲကန်းထဲမှာတိတ်တိတ်ဆိတ်ဆိတ်ခံစားရင်ခန္ဓာကိုယ်လည်းပိန်ချုံလာခဲ့ပြီးအရင်ကတောက်ပခဲ့တဲ့မျက်ဝန်းဆောင်ဟာလည်းအသက်မဲ့လို့မိမ့်မိန်သွားခဲ့ရရှာတယ်အဲ့ဒီလိုနဲ့တနေ့သောမွန်းလွဲပိုင်းမှာပေါ့အဲ့ကျင်တယောက်တငယ်ချင်းတွေနဲ့ရက်တော့ဖို့အပြင်ထွက်သွားတဲ့အချိန်မှာပဲအိချိုလေးဟာတကားခောက်တန်ကြားလိုက်ရတယ်အိချိုအိမ်တကားကိုဖွင့်ကြည့်လိုက်တဲ့အခါသူမရဲ့ရှေ့မှာမောဟိုက်ပြီးမျက်နှာမကောင်းလာတဲ့စံဖီးကိုတွေ့လိုက်ရတယ်စံဖီးရဲ့ပုံစံကတခုခုကိုလွန်မင်းစိုးရိမ်ပူပန်းနေတယ်လို့ဖြစ်နေတယ်ကိုစံဖီးဘာဖြစ်လို့လဲကိုတက်တခုခုဖြစ်လို့လားမိမပြူလေးကရင်တလက်လက်နဲ့ထိတ်လန့်နေကြမေးရှာတယ်စံဖီးဟာစကားကိုချက်ချင်းမဆိုနိုင်ပဲတက်ပြင်းအထက်ထက်ချရင်ညီမလေးအိချိုစိတ်ကိုအေးအေးထားပြီးနားထောင်ပါကိုတက်တယောက်ဆုံးရှာပြီကွယ်အားတင်းပြီးပြောလိုက်ရရှာတယ်မဖြစ်နိုင်တာမဟုတ်ဘူးကိုတက်ကကျမကိုထားတော့မှမဟုတ်ဘူးဒါမဖြစ်နိုင်ဘူးကြားလိုက်ရတဲ့သတင်းစိုးကြောင့်အိချိုဟာကဘာပြတ်သွားတယ်လို့ခံစားလိုက်ရပြီးခြေပြက်လက်ပြက်နဲ့မြေပြင်မော်ကိုခွေကနေလဲကျသွားတော့တယ်စံဖီးကသူကိုယ်တိုင်တွားရောက်ကြည့်ရှုခဲ့ပြီးအမှန်တကယ်ဆုံးမသွားခဲ့ပြီဖြစ်ကြောင်းထပ်မံအတည်ပြုပေးတဲ့အခါမှာတော့သူမရဲ့ညှင်းဆန်ခြင်းတဲ့စိတ်ကလေးဟာအလိုအလျောက်ပျက်စီးသွားခဲ့ရရှာတယ်သူမဟာမဟုတ်ဘူးလို့အထက်ထက်အော်ဟစ်ငိုယိုရင်းလက်ခံမှုညှင်းဆန်နေမိတယ်ဒါပေမဲ့ဒီတစ်ချိန်ငိုကြွေးခြင်းကတော့အရင်ကငိုခဲ့ရတာတွေနဲ့လုံးဝမတူတော့ဘူးဒါဟာနှလုံးသားတစ်ခုလုံးစုပ်ပြက်ခံရတယ်လို့နာကျင်ခြင်းပြီးတော့ရင်ထဲမှာနှဆိုင်လာတဲ့မုန်းတရားနဲ့လက်စားချေလို့စိတ်တွေတောက်လောင်လာခြင်းပဲဖြစ်ပါတော့တယ်ကိုတက်ကိုတေအောင်တွန့်ပို့ခဲ့တာနင်တို့တွေပဲအိုက်ကျင်ရောရွာအုပ်တကြီးရောပြီးတော့ဖေဖေပါနင်တို့အားလုံးကိုတက်ကိုတတ်ခဲ့ကြတာမင်းမပြိုလေးဟာမြေပြင်ပေါ်မှာမောက်ခုံကြီးဒူးထောက်ရင်သွားကိုကြိတ်လက်သီးကိုကြစ်ကြစ်ပအောင်ဆုပ်လို့မျက်ရည်တွေကြားနေကျိန်စာတစ်ခုကိုရေရွတ်လိုက်ပါတယ်အိုက်ကျင်နင်ငါအပေါ်ကိုတက်အပေါ်လုပ်ခဲ့သမျှအရာအလုံးအတွက်နင်ပြန်ပေးဆက်ရမယ်အဲ့နေရစပြီးအိချိုလေးရဲ့စိတ်ထဲမှာခံစားနေရတဲ့ဆင်းရဲဒုက္ခဝေဒနာတွေဟာအမုန်းမီလီယံတွေဖြစ်ပြောင်းလဲသွားခဲ့ပြီးတရုတ်ဝတ်တဲ့လက်စားချေမှုအစီအစဉ်ကိုစတင်มาတော့တယ်သူမဟာမိမိကိုမိမိပြောင်းလဲလိုက်ပြီးအိုက်ကျင်အပေါ်အလွန်ကောင်းမွန်တဲ့ဇနီးတဲ့တယောက်လိုပြုမှုနေထိုင်ပြခဲ့တယ်အိုက်ကျင်ရဲ့လူဆန္ဒမှန်သမျှကိုဖြည့်ဆည်းပေးပြီးထိတ်တိုက်မတွေ့ပဲကျင့်တတ်အောင်အမြဲတမ်းပြုစုယူရပေးခဲ့တာပေါ့လူမိုက်အိုက်ကျင်ကတော့အမှန်တရားကိုမသိပဲပင်ကိုယ်ကလေးကဘဝင်မြင့်တတ်သူမို့သူ့မိန်းမကသူ့ကိုဒီလောက်ထိအညံ့ခံပြုစုလာတဲ့ပေါ်အလွန်မဲအားရကျင်တတ်ပြီးမောက်မာဝင်ကြွလို့နေတော့တယ်ဟာဟာဟာအိချိုအခုတလောကို့အပေါ်တော်တော်ကောင်းလာကြည်လားဘာလဲကိုယ့်ရဲ့လင့်ဝတ်တရားကျေပွန်မှုတွေကိုသိသွားပြီမဟုတ်လားအိုက်ကျင်ကထက်စီးနေမိတယ်အိချိုကနှကမ်းပြားမှာမာယာပြုံးတစ်ခုကိုပြုံးထားလိုက်ပြီကျမအမားကိုသိပါပြီကိုကြီးရဲ့နောင်ကိုကြီးကိုအကောင်းဆုံးပြုစုပေးပါမယ်အဲ့ဒီလိုချွတ်သားစွာပြောလိုက်တယ်အဲ့ဒီလေတံရဲ့နောက်ွယ်မှာဘလောက်အထိရက်ဆက်တဲ့အစိတ်အတောက်တွေရှိနေမလဲဆိုတာအိုက်ကျင်အပါဝင်ဘယ်သူမှမရိပ်မိခဲ့ကြဘူးတနေ့သောညနေခင်းမှာတော့အိမ်တွင်းလေတို့ဟာပျော်ရွှင်စရာတွေနဲ့ပြည့်နေခဲ့တယ်အိုက်ကျင်သူ့ရဲ့ဖခင်ကျေးရွာအုပ်ကြီးတကြီးအိချိုရဲ့ဖခင်ရွာလူကြီးဦးဖိုးစီတို့၃ယောက်သားဟာစပွဲဝိုင်းမှာစကားဖောင်ပွင့်ရင်ရက်သေးစာတောက်စားလို့နေကြတယ်ရှေ့ကသမီးဖြစ်သူကမာယာပြုံးနေနဲ့ကိုကြီးအခန့်ပေးနေတာကိုမြင်ရတော့လူကြီးနှစ်ယောက်လုံးလဲရင်ထဲမှာအတိုင်းမသိဝမ်းမြောက်နေကြတာပေါ့ကဲဒါကတော့ကျမကိုကြီးတို့အတွက်သီးသန့်ချက်ပေးထားတဲ့စက်သားကလာသားချက်လေးပါရှင်မြည်ဆန်းကြည့်ကြပါဦးမင်းမပြိုလေးဟာလေးတန်းချိုချိုလေးနဲ့ဟင်းပွဲကိုချပေးလိုက်တယ်အမှန်တော့အဲ့ဒီဟင်းခွက်ထဲမှာသူမတောနဲ့ထဲကနေတိတိစိတ်သွားပြီးရှာလာခဲ့တဲ့အလွန်အစိတ်ပြင်းထန်လာတဲ့သစ်ဆေးများစိတ်ပင်ရဲ့အစိတ်ရည်တွေထက်ချက်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒီစိတ်ကတော့အလွန်ခါတက်ပြီးဆူရှာတဲ့အနံ့ရှိပေမဲ့လည်းဟင်းရဲ့ဆက်ကဲလာတဲ့ဟင်းခန့်မွေးကြိုင်တွေအုပ်လိုက်တဲ့အခါမှာတော့အစိတ်ရဲ့အနံ့နဲ့ရတာဟာလုံးဝပြောက်ကွယ်သွားခဲ့ရပါတော့တယ်။ဘာလူကြီးတွေနဲ့အိုက်ကျင်တို့ဟာတန်တရားလုံးဝမရှိပဲဟင်းကိုအားရပါရမြင်ရှက်စွာစားတောက်ကြပါတော့တယ်။ကိုကြီးတို့စားကြအောင်နော်။ကျမဘိုင်နဲ့အောက်နေလို့ခန်းနဲ့သွားနာလိုက်အောင်မယ်။အိချိုကသူမရဲ့ဝမ်းပိုက်ကိုဖိပြီးနာကျင်အောင်ဆောင်ကအိမ်ထဲကိုဝင်သွားခဲ့ပါတယ်။
ထဲကိုရောက်တဲ့အခါအိချိုဟာအခန်းဝါကနေပြီးအပြင်ကလူ3ယောက်ကိုတိတ်တဆိတ်ချောင်းချောင်းကြည့်နေခဲ့တယ်အပြင်မှာတော့သူတို့3ယောက်လုံးဟာအရက်ကိုတော့ဟင်းရည်ကိုဆွဲရင်းတဟားဟားနဲ့အားရပါရရီမောနေကြတော့မယ်ကိုတက်ကြည့်နေလိုက်ပါကိုတက်ခဲ့တဲ့လူရုံမာတွေအားလုံးအခုအလဲကျပြီမမပြိုလေးကတိုးတိုးလေးရွရွလိုက်တယ်တိတ်မကြလိုက်ပါဘူးမြားစိတ်ပင်ရဲ့ပြင်းထန်လာတဲ့အာနိသင်ဟာရဲ့အရှိန်နဲ့ပေါင်းပြီးတပြိုင်နက်တည်းအလုံးလုံးပါတော့တယ်စပွဲဝိုင်းမှာရှိနေကြတဲ့အိုက်ကျင်သူ့အဖေနဲ့ရွာလူကြီးဖိုးစီ3အောင်လုံးဟာရုတ်တရက်ဝမ်းမိုက်ထဲကနေဓာတ်နဲ့မှွေလိုက်တယ်လို့မျိုးပြင်းထန်စွာနာကျင်လာကြပြီးပေါ်ဟစ်ကကြမ်းမြင့်ပေါ်သို့လဲကျလူးလင်းကိုညပါလေရောအာဘိုက်ထဲကပူလာကြီးလားကဲကြပါအောင်အိုက်ကျင်ဟာတကိုယ်လုံးတုံရင်းနေရင်အခန်းဝမှာရက်ကြည့်နေတဲ့အိချိုစီကိုမျောလင်းချက်အပြင်းနဲ့လှမ်းမျောကြည့်ရှာတယ်အိချိုကဲပါအောင်ဆရာဝန်တော့ခေါ်ပေးပါအောင်ကိုကြီးတို့အစိမ့်မိနေပြီထင်တယ်သူကကွဲရနေတဲ့အတန်နဲ့တောင်းပန်ရှာတယ်ဒါပေမဲ့လည်းအိချိုကတော့ခြေတလန်းမှမရွေးတဲ့အပြင်မျက်နှာကလည်းလုံးဝတုံ့လို့ခြင်းမရှိပဲတဲလူတွေကိုကြည့်တယ်လို့မျိုးအစ်ဆက်တည်ငြိမ်စွာနဲ့ရက်ကြည့်နေခဲ့တယ်နင်းဘာလို့မသွားတာလဲမကြဘူးလားအိုက်ကျင်ကအသက်ရှူမွားတဲ့လေသံနဲ့ထပ်မံမေးလိုက်ပြန်တယ်အိချိုရဲ့နှာခမ်းများကအစ်ဆက်လာတဲ့မဲပြုံးတစ်ခုပြုံးထားလိုက်ပြီးအခုလိုတုံ့ပြန်လိုက်ပါတော့တယ်ကျမဘာမှမလုပ်ပါဘူးကိုကြီးဒါဟာကိုကြီးတို့ပြုတ်ခဲ့တဲ့ကံတွေကိုပြန်ပေးဆက်ရတာပါပြောပြတာနဲ့လူရုံမှ3အောင်စလုံးဟာအိချိုရဲ့မျက်စိရှိမှတင်အစိတ်ရတန်းကြောင့်အကျော်ဆွဲသွေးအံပြီးအသက်ပြောက်ခဲ့ကြရရှာပါတယ်ကလေးစားချင်မှုအောင်မြင်သွားတဲ့အိချိုဟာလည်းအပြစ်မကင်းတဲ့ခံစားချက်တွေနဲ့ချစ်သူမရှိတော့တဲ့လောကကြီးမှာမနေချင်တာကြောင့်အဲ့ဒီဟင်းကွက်ကိုသူမကိုယ်တိုင်နဲ့စားတောက်ထားခဲ့တာမို့ရန်သူတွေအသက်ချုံချင်းသွားတာကိုမြင်ရပြီးတဲ့နောက်မှာတော့သူမလည်းဝမ်းမိုက်ထဲကပြင်းထန်တဲ့နာကျင်မှုတွေနဲ့အတူကြမ်းမြင်မော်ကိုလဲကျပြီးချစ်သူကိုတက်နောက်ကိုအပြေးတိုင်လိုက်ပါသွားရှာပါတော့တယ်အတ္တလောဘတဝင်တူမှုတွေကြောင့်သူတစ်ပါးပေါ်ရက်ဆက်ခဲ့ရင်မိမိကိုယ်တိုင်လည်းမကောင်းတဲ့နေပုံနဲ့အဆုံးသတ်ရတတ်ပါတယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်